Hello မခင်အေးလား အော်ဟုတ်ကဲ့ရှင်ဒီပါလဲရှင် ငါပါနင့်မှာ10တန်းတော့ရီတာစကားပြောခဲ့တယ်သူလေနေမငါ့ကိုအဲ့တော့ငါတို့အတင်ဖလားရရင်နေငါ့ကိုဖြေပေးမယ်ပြောထားတာလေငါတို့အတင်ဖလားရရင်နေငါ့ကိုဖြေပေးမယ်ပြောထားတာလေအေးခုငါတို့အတင်ဖလားရလို့နေစီကဖြေတောင်းဖို့ဆက်လိုက်တာခုငါ့ကိုဖြေပေးတော့ အော်စီတူလားနင်ကမှဘာယူထားနေရလဲနင်ငါ့ကိုရေးစားစကားပြောထားတာလွန်ခဲ့တဲ့20ကျော်လောက်ကလေငါကနင့်ကိုဖြေပေးဖို့နင်တို့ဖလားရရည်ထိုင်ဆောင်နေရမှာလားယူရဲ့ နေရလဲဟာ20ဘာကြားလို့လဲလောက်ပါဖြေပေးပါမမ20လုံးစောင့်လိုက်ရတာဟာနေရလဲ sorry ပဲနင်ထပ်တော့ပြသွားပြီငါအခုယောက်ျားရသွားပြီ ဟမ်ယောက်ျားရပါရလားဘယ်သူနဲ့လဲ तू ကငါထက်ငယ်တယ်ငါ10တန်းတော့က तू လုံးနေပဲရှိသေးတယ်သူ့ကိုကြာနင်တို့အတင် Champion League ရမှငါအဖြစ်ပေးမယ်လို့ပြောလိုက်တာခုတော့ငါတို့ကကလေးတော့2ယောက်ရနေပြီ နိုဘူးနဲ့ချန်ပီယံလေးရဘူးလားအာတေးကြပါပြီအဲ့တော့ဟိုကောင်းပဲ အေးနင်ထင်နေတဲ့ကောင်ပဲကြာပဲငါစီလဲဖုန်းထပ်မဆက်နဲ့တော့ နေအောင်လေမဟုတ်ဘူးလေငါလည်းချန်ပီယံလေးရတော့မှာလေဟာ မရသေးတာကိုလာပြောမိနဲ့အခုချိန်မှရတယ်ဘာမှမထူနေကငါအတွက်ဒုတိယလူကဒုတိယလူပဲ ဟယ်လိုမခင်တွေ့မယ်ငါချန်ပီယံလေးရပါမှာနင်းနဲ့ထပ်တွေ့မယ်ရမယ်ရတော့လေနိုဘူးနဲ့ကောင်းလဲရရတယ်လို့ကျင်နာလေကွာ